လူတိုင်းကြီးပွားချမ်းသာခြင်းကြတယ်ဒါပေမဲ့လူအ ਨੇ စုပဲချမ်းသာလာတယ်ဘာလို့လဲခုပြောပြမယ်ချမ်းသာနီး100ကိုမသိသေးလို့ပါဘာတွေလဲဆိုတာကြည့်ရအောင်ဝင်ငွေထက်ရှော့3ပါပတ်စံမသုံးခင်အရင်စုပါအကျွေးကိုယောဂလိုကြောက်ပါအလုတ်ကိုအသက်ထက်တန်ဖိုးထားပါတထေးအတုမလုပ်ပါနဲ့ပတ်စံရှိတာကိုသူများမသိပါစေနဲ့အခွင့်လန်းကိုမျက်စိရှင်ရှင်ထားပါဈေးစစ်တက်တဲ့အလေးချင်းရှိပါစေတစ်ချက်ရရင်အောင်ကျေးဇူးတင်ပါငွေဆိုတာစီးစင်းနေမှတန်ဖိုးရှိတာပါမလိုတဲ့ပစ္စည်းမဝယ်ပါနဲ့အဝတ်စားထက်အသိပညာမှာယဉ်နီးပါအချိန်ကိုပတ်စံထက်ပိုတန်ဖိုးထားပါမိသားစုစီးပွားရေးကိုအားပေးပါကလေးတွေကိုငငယ်ကလေးကငွေချောင်းတင်ပေးပါအလုပ်တစ်ခုတည်းမှာပဲရက်မနေပါနဲ့စွန့်ဦးတီထွင်စိတ်ကိုအမြဲမွေးပါမဖြစ်နိုင်တာမရှိဘူးလို့ယုံကြည်ပါသီးခံနိုင်မှုကချမ်းသာခြင်းရဲ့လျှို့ဝှက်ချက်ပါအပေါင်းအသင်းကိုရွေးပေါင်းပါအပေါင်းအသင်းကွန်ရက်ကိုတိဆောက်ပါကူညီနိုင်တဲ့နေရာမှာလက်မနှေးပါနဲ့ဂတိတီပါစေနာမည်ပြတ်ရင်စီးပွားရေးပြတ်တာပဲပတ်စံထွက်ပေါက်ကိုအမြဲပိတ်ပါ